ကျွန်တော်ဒီကနေ့ဗီဒီယိုမှာတော့ Mobile Legends ရဲ့6အောင်ကိုဒီကွမ်တို့မသုံးဘဲဆော့မယ်ဆိုရင်နိုင်လားဆိုတဲ့အဖြေကိုရှာသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီကွမ်တို့ကိုမှားပြီးသုံးပြီးမှဆိုလို့ကျွန်တော် scale 1လေးကိုကျွန်တော်ဖွက်ထားမှာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်ဖွက်လိုက်မယ်ပေါ့နော်ဒီနားလေးမှာသွားထားလိုက်မယ်အဲဆိုရင်တော့ကျွန်တော်တို့ဆော့လို့ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော် scale 2နဲ့ AD ကိုကျွန်တော်နေရာကြကြလေးအရင်ဆုံးထားလိုက်မယ်အဲဆိုရင်ကျွန်တော်ဆော့လို့အဆင်ပြေသွားပြီပေါ့နော်ကဲဆိုတော့ game လေးကိုသွားလိုက်အောင်ဗျာကဲဆိုတော့ကျွန်တော်6ပွဲစဉ်တွေကစတင်နေပြီဖြစ်ပါတယ်စိတ်တွေလှုပ်ရှားနေဗျာကဲ game လေးတော့ရောက်လာပြီ scale 2လေးကိုတော့ယူထားတယ်ကျွန်တော်နဲ့ရှင်ထဲရမယ်ကော6ပြည့်နေရဲ့ဗျာကျွန်တော်နည်းနည်းတော့တိုင်းပတ်အောင်မယ်ဗျာဟုတ်ကဲ့ဒါ record လေးတော့ပြလိုက် hey what the fuck ရောက်ရေးခြုံထဲမှာစောင့်နေတာဟာ holy shit ငါလည်းကြီးကွယ်လို့ကမတော့ရတော့ ish ဒီကောင်ကြီးကမပြတ်ပါလားကွာဘလို့ပြတ်မှာတော့မကြီးကွယ်လို့မတော့လားကဲပါဘာဖြစ်ငါလို6ဘေးရဒီလိုချဲလဲလောက်ကငါတွေ့တော့အသေးစားလေးပဲရှိသေးတယ်အသိကြီးမားရင်မဟုတ်သေးဘူးရော့visit တစ်ချက်ပေးပြီးတော့ပြန်ဆုံးမရမယ်မရဘူးokay နည်းတော့ပြန်ပတ်ထားမှာတော့ရမယ်ကွာဒီကောင်ကတော့ငါ့ကိုကြောက်လို့ပုံးနေရထင်တယ်ကွာလောလောဆယ်တော့အိမ်ပြန်လိုက်မှာ what the fuck ရောက်ရေးဘယ်ကနေလာတက်သွားတာတော့ holy shit what the fuck that's no respect ဒီနေ့ကံမကောင်းပါလားဗျာဖြစ်တတ်ပါတယ်လူဆိုတော့လည်းအမားနဲ့ဘာနဲ့ပေါ့ဒါမျိုးတွေကချောင်းပြင်းတက်တော့စာမဖွဲ့သေးဘူးဒါကလေးလေးပြောပါစီဆိုပြီးတော့ကိုချောင်းကပြီးပြော့ထားပဲရှိလာခဲ့လားမြို့ကဘလို့တီးပြမယ်ဆိုတာတွေ့မယ်လေတော့ဆိုတော့ skill level 2လေးပဲရောက်ထားလို့နော် level 4လာရောက်တော့မသိပြီဒါမဲ့ကျွန်တော်ကကျုံးသွားနေဒီကောင်နိုင်မလားတော့မသိဘူးဘာဖြစ်ဗျာချောင်းပြင်းတမိုင်းမှာရှုံးနေဆိုတာမရှိဘူးဆိုတော့နိုင်အောင်ချပြမယ်brother တို့မြင်ကြတာမသိဟိုမှာကျွန်တော်ရဲ့ဂျီကွမ်တို့ကြီးကတယောက်တည်းအထီးကျန်နေတနာပါလေကွာအမေသူပါပေါ့သူ level ဘိုးပွင့်တော့ငါ့ကိုနိုင်ကျင့်မယ်ကျင်တယ်ဟာရောက်တကယ်ကြီးနိုင်ကျင့်ပါလားလောက်ပါနဲ့ရောက်သေသွားတယ်ဟာကွာပြီးတော့နိုင်ကျင့်တာရပြီမင်းဒီဗီဒီယိုပြီးရတယ်မင်းကဘိုင်ဝဲခေါ်တီးပါဟမ်ချောင်းဘရိုတွေရဲ့လုံးလေးလုံးထားရှိရဲ့ကိစ္စပဲနော်ဒီပွဲမနိုင်ရင်သူ့ကိုဘိုင်ဝမ်မှာခေါ်တီးမယ် customer ခေါ်တီးမယ်ဒါချောင်းဘရိုရဲ့စီကံပဲဒါချောင်းဘရိုရဲ့မာနကိုလာထိခိုက်တာနော်ဘလို့ပဲရှုံးလဲ record ပြမယ်နိုင်လဲ record ပြမယ်ဟုတ်ပြီလားကဲ brother တို့ရေလင်းရထင်းရတာတိတ်မနိုင်တော့ရှောက်ရုံးလိုက်အောင်ပေါ့နော်တော့ကေးလေးပါလေရမလားဘာညာပေါ့သူများတွေကိုလိုက်ကူညီလိုက်အောင်မယ်ကဲတာကြီးတို့ကိုကြီးလာပြီဟာဒီမှာကာကူရာလေးကိုရောက်ဖောင်းငါရောက်ရေးကေးရလိုက်တယ် holy shit ရောက်ရေးတမိုင်းတင်သွားပြီလောကဂျီကွမ်တို့မသုံးဘဲနဲ့1k ယူပြလိုက်တယ်ဆိုတော့ကိုချောင်းတမိုင်းတင်သွားပြီလောကဂန်နီဆိုင်ချိန်ပါတင်သွားပြီမယုံဘူးအဲ့လိုပြောလိုက်ကျွန်တော်လမ်းလေးရှင်းလိုက်ပဲဗျာဟာဟိုမှာတွေ့ပြန်ပြီကာကူရာလေးဒီကောင်တော့အကက်ခဲဒီလေးပဲတူရဲ့ယောကွာဟာ holy shit အမျိုးသွားတာရောက်ရေးဟုတ်တယ်အဘကောက်ဤဘိုးတွေပါလာပြသူပါပေါ့ကဲဒီလေးကိုကတ်ပြီးရောဒီလေးပြန်6ရပဲကွာကောအဲ့လိုလုံးလို့မရအောင်ယော visit တက်ယူလိုက်ဟာရောက်ရေးချုံကိုတိုက်တာအဲ့ဒါ no respect ဒါကမိုတူစီးခဲ့တဲ့မညီဘူးပြီးကြပွဲပြီးဒီကောင်ဘန်းမယ်ဟေးကာကူရာလေးကိုထက်တွေ့ထားတယ်ယောမင်းကွာဟာယောအင်းမြို့သွားတယ် what ငါပဲနောက်ကြပါလားသူပဲအင်းမြူလိုက်တာလား oh my god brother ချက်တော့ပြောခဲ့ပါဦးကျွန်တော် mobile ချင်းသိပ်စောလို့ကျွန်တော်တီးချင်လို့ကျွန်တော်ကာကူရာကိုင်းကျင်သွားပြီကျွန်တော်နောက်ဗီဒီယိုကျကာကူရာကိုင်းရမယ်ဗျာဟုတ်ပြီလားအလား stop it get some help ကဲပွဲစဉ်လေးကတော့အချိန်တက်နေရအနေထားလေးပါဘောနော်နောက်မှအဲဆက်လေးကိုကန်ပေးလိုက်ပြီဒီကောင်သွေးဖြစ်ပြီးလို့မရတော့ရောက်ကေးရထက်ရလိုက်သေးတယ် oh my god ဒါစိတ်ကောင်းထားခြင်းအကျိုးကျေးဇူးပေါ့နော်ဒါမှကာကူရာရောက်ကာကူရာ only ဟာရောက်ပြီးသွားတယ်ဟာဒီကွန်ပျူတာတော်တယ်ဒီကောင်တက်တည်နေပြီဒီကောင်တေးကြနေပြီဝါ grand ကြောင်လေးစောင့်မိကလိုက်တာဒီကာကူရာလေးအမြင်ကတ်နေပြီမတွေ့မယ်ဟာရောက်လောလောဆယ်တော့ပြေးမှရတော့မယ်လို့ပဲရောက်ဖလီကလည်းပြေးမယ် oh my god ရောက်ရေး
哇ရောက်ရေးအုပ်ကြီးအုပ်လိုက်ကြီးဟေးအာသေးပြီလေအုပ်လိုက်ကြီးလုံးမှာတော့သေးရဘောဟာဟိုမှာချောင်းနဲ့ဘာလားဟာဒီပဲကနေကပြန်မဲ့လိုက်အောင်မယ်နေရောအစ်စေးဘောလို့ပြန်မဲ့လိုက်မယ်အစ်စေးဘောကိုလူဒါတင်းငယ်တဲ့ဂိမ်းအမျိုးအစားမဟုတ်ဘူးလို့ကြီးမားတဲ့ဂိမ်းအမျိုးအစားလည်းမဟုတ်ပါဘူးလားပွဲစဉ်ကတော့ပြီးဆုံးတော့မှဖြစ်ပေမဲ့ကျွန်တော်ကတော့ရှစ်ခါတော့သေးထားတယ်ဗျာကျွန်တော်ရဲ့ဂုတ်သိက္ခာတွေအကုန်ကုန်ပါပြီဗျာဒီတော့ရှစ်ခါတော့သေးပြီးသွားပြီဆိုတော့စတင်လေးပြောင်းပြီးဒီကောင်းလေးကိုကြီးကွမ်းတို့နဲ့ပြန်တီးမဲ့အချိန်ရောက်လာပြီမင်းတို့တွေသေးပြီးသားမဲ့တော့အနိုင်ပွဲကငါ့အတွက်ပဲကြည်နေလိုက်